ရီလို့ပြောမိတယ်မမိပဲလိမ့်မယ်ကွယ်မမိပဲလိမ့်မယ်ကွယ်ဟိုးကြောင့်လို့ပင်စိုးရိတ်မှလည်းငကိုချားဆိုစကားတွေနဲ့ရာရက်တညရဲ့မနှေးပြုရင်ကျင်သူရဲ့ချစ်လျက်နဲ့ခွင့်ပြုရသေးတယ်မြို့ကိုသွားမယ်သူရဲ့မြို့အကြောင်းတော့နားလည်သိသေးတယ်မြို့ကြီးပြကြီးဆိုတာရဲ့အခြေကြီးသူများရဲ့တနည်းအားဖြင့်ခုံရင်းပြိုင်ကြရာတရားလည်းဖြစ်တယ်သူမြင်အသက်တင်ဖြစ်တင်တာဖြစ်မှာစိုးလို့တကယ်မြို့သူတွေအားကြရဲ့ပညာရေးတွေနေဒီရဲ့ကွယ်အလှပါစီဘူးရင်လဲတကယ်မင်းကြီးမဲလို့ဆရာမကြီးဖြစ်ခြင်းမှဖြစ်မယ်တရားလည်းဖြစ်တယ်သူမြင်တတ်တယ်ဖြစ်တင်တာဖြစ်မှာစိုးလို့တကယ်မြို့သူတွေအားကြရင်ပညာရေးတွေနေစီရက်ွယ်အလှပါစီမြင်လဲတကယ်မင်းကြီးမဲလို့ဆရာမကြီးဖြစ်ခြင်းမှဖြစ်မယ်ရာရက်မတော့သူတည်ကျူတဲ့ကိုချစ်သူရဲ့နရဏီတပွင့်ပန်းတွေတင်ခဲ့ပါတော့ကွယ်တော်တဲ့ပန်းလာရဲ့ပြောခြင်းဆန်းလာရဲ့ကိုရွာပညာရေးအတွက်သွားလုံးလာမှာဖွင့်ခဲ့လို့ဩယနေ့တိုင်းမမေ့နိုင်ပါကွယ်ဒီရွာလုံးကမင်းအလားကိုမျောလင့်နေကြတယ်အဲ့ဒါကြောင့်ပညာရရင်တော့ကွယ်ကိုနောင်ကိုင်းလေးရဲ့မနေ့အမြန်ပြည့်ပြန်လာခဲ့ကွယ်တပွင့်ပန်းနဲ့တင်ဆောင်ပါပြီကွယ်အော်ရွာရဲ့ပန်းတော့သတည်ကျတဲ့ကိုချစ်သူရဲ့နရဏီတပွင့်ပန်းနဲ့တင်ဆောင်ပါပြီကွယ်အသွင်တလဲမတော်ဘူးလှကေွယ်မိတယ်ရှင်မေတော်မစီွယ်ရည်ရွယ်ပြုတ်ကြည့်သူအတူယူတို့တော်ဟမှုကွယ်လိမ့်မယ်အလိမ္မာသာမရှိသမို့လိမ္မာတွေပြင်ခဲ့ပါတော့ကွယ်တော်တဲ့ပန်းလာရဲ့ကြော်ခြင်းဆန်းလာရဲ့ကိုရွာပညာရေးအတွက်သွားလုံးလာမှာဖွင့်ခဲ့လို့ဩယနေ့တိုင်းမမေ့နိုင်ပါကွယ်ဒီရွာလုံးကငင်အလားကိုမျောလင့်နေကြတယ်အဲ့ဒါကြောင့်ပညာရရင်တော့ကွယ်ကိုနောင်ကိုင်းလေ